ထီးကျန်အိမ်ထဲမှာအသက်50ကျော်နောက်ပိုင်းကသူတွေနေထိုင်ကြပါတယ်။သူတို့တွေဟာအများဆုံးမိဘများသာဖြစ်ကြပါတယ်။အရွယ်ရောက်လာတဲ့သားသမီးတွေဟာတချို့ကပညာသင်ကြားဖို့ထွက်ခွာသွားကြတယ်။တချို့ကအိမ်အောင်ပြုပြီးမိသားစုအသစ်ထူထောင်ကြလို့ထွက်ခွာသွားကြတယ်။တချို့ကကိုယ်ဘဝရက်တည်မှုတွေရည်ကြည်ရာမျက်နှာရာကိုထွက်ခွာသွားကြတယ်။အကြောင်းမျိုးမျိုးကြောင့်သားသမီးတွေထွက်ခွာသွားကြတဲ့အခါအထီးကျန်အိမ်နဲ့နှစ်ယောက်တွဲရှိနေတဲ့မိအိုဖအိုရှိကြတယ်လို့မိအိုသို့မဟုတ်ဖအိုတူးရဲတာချန်ခဲ့သူတွေရှိကြပါတယ်။အထီးကျန်အိမ်ကြီးထဲမှာသားသမီးတွေဘယ်ချိန်ပြန်လာမလဲသူတို့မျှော်နေတတ်ကြတယ်။သူတို့စီဘယ်ချိန်ဆက်သွယ်မလဲတောင်းတနေတတ်ကြတယ်။ပညာရှာနေသူတွေဆိုစာဖတ်နေမလားမအားဘူးလားလို့ပေါ့။လုပ်ငန်းခွင်ဝင်နေတဲ့သူတွေဆိုရင်အလုပ်တွေများရှုပ်နေမလားအိမ်အောင်ကျသွားတဲ့သူတွေဆိုမိသားစုတွေအစင်မပြေချရဲ့လားလို့သူတို့အမြဲတွေးနေတတ်တယ်။အဲ့ဒီအချိန်မိအိုဖအောင်လို့လိုချင်တာသားသမီးတွေရဲ့ဂရုစိုက်ခြင်းဖေးမာခြင်းအေးအေးတယူရှိခြင်းပါပဲ။ဒီနေ့ထီးကျန်အိမ်ကိုသားသမီးတွေပြန်လာခြင်းဘယ်သူကဘာကြိုက်တတ်တယ်ဘယ်သူကဘယ်လိုနေတတ်တယ်စသည်ဖြင့်တွေးရင်စောင့်မျှော်နေရင်သူတို့ကြိတ်ပြောနေတတ်ကြတယ်။ဒါကိုတချို့သားသမီးတွေကမသိကြဘူးနားမလည်တတ်ကြဘူး။ဒီနေ့ဒီချိန်ဒီလိုဘဝမှာနေတိုင်းရည်တည်မှုပါမိဘကြောင့်ဖြစ်တယ်ဆိုတာမိနေတတ်ကြပါတယ်။ကိုယ်တိုင်ထီးကျန်အိမ်တွေကမိဘဖြစ်လာတဲ့အခါမှာတော့တန်ဖိုးသိလာကြပါပြီ။အဲ့ဒီအခါမရှိတော့တဲ့မိဘတွေကိုတန်းထမိတတ်ကြပါတယ်။ဒါပေမဲ့နောက်ချခဲ့ပြီပေါ့။ဒါကြောင့်အထီးကျန်အိမ်ကိုဖြစ်မထားကြပါနဲ့။အချိန်ရရင်ရတယ်လို့ပြန်ကြပါ။အထီးကျန်အိမ်တွေကမိဘကိုဆက်သွဲပါ။အထီးကျန်အိမ်တွေကမိဘတွေဟာမင်းတို့လာမဲ့လမ်းကိုအမြဲတမ်းစောင့်နေပါတယ်။မင်းတို့အတန်ကိုကြားချင်လို့ဖုံးတန်ကိုနားဆွနေတတ်ပါတယ်။မင်းတို့ကိုသူတို့ဖုံးဆက်ပြီးဆိုတိတ်လွမ်းနေလို့ပါ။မင်းကိုတန်းထနေလို့ပါဆိုတာသိထားရပါမယ်။သူတို့ miss call တွေ့ရင်မင်းတို့ပြန်ဆက်ပေးပါနော်။မင်းတို့ကိုသူတို့အသက်ရှင်နေသမျှငယ်စဉ်ကလေးဘဝကလိုမျက်စိအောက်ကထားခြင်းပေမဲ့တဘာဝတရားအတိုင်းလိုက်နာကျင့်သုံးနေထိုင်ရင်မင်းတို့ပြန်မဲ့အချိန်မင်းတို့ဆက်သွယ်လာမဲ့အချိန်ကိုမျှော်နေတယ်ဆိုတာသိထားရင်ဖြင့်အထီးကျန်အိမ်အားမေတ္တာဖြင့်စိတ်ဝမ်းစုပြေပြီးနိုင်ကြပါစီကွယ်ကျမရဲ့တင်ဆက်မှုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လေးပေးခဲ့ဖို့မမေ့နဲ့ဦးနော်အားလုံးကျေးဇူးတင်ပါတယ်